င်္ဂလာပါရှင်ကျမတို့စီမှာပေါ့နော်ဒီဗတိုင်းပြဆေးလေးကိုဝယ်ပြီးတော့ကြတော့တောက်သုံးတဲ့လူကပေါ့နော်ဒီလိုမျိုးလေးလာပြီးတော့မှန်ထားပေးတာပါနော်တကယ်ပြောက်ကင်းပါတယ်တဲ့နေပြီးတော့ကပါတဲ့ကိုတွေတောက်သုံးပြီးပါပြီတဲ့အဲ့ဒါရဲ့နာမည်ကတော့ကိုနေဆိုးဖြစ်ပါတယ်ကိုနေဆိုးကသူ့ရဲ့သားလေးအတွက်ပေါ့နော်သားလေးပန်းနိုင်ရင်ချက်ဖြစ်နေလို့မို့ကျမစီကနေပြီးတော့ကြတော့မှာယူပြီးတော့ကြတော့ကလေးအတွက်သုံးဆွဲစီတာပေါ့နော်အဲ့ဒါဒီသူကလေအဲ့ဗတိုင်းတီတွေအများကြီးနဲ့ကျမပြတ်ထားတဲ့အဲ့ဟာထဲမှာမှတ်ထားပေါ့ပေးတာပေါ့နော်တချို့တွေကလည်းဒီဗတိုင်းတီကိုမြင်တာနဲ့ဗတိုင်းတီကစားရင်ယူတယ်ဆိုဗတိုင်းတီကရှူရင်မိုးဆုပ်ရင်စူဟိုစားရင်ယူပေါ့နော်အဲ့လိုမျိုးမှတ်ထားတဲ့မန့်ကိုကကျမရည်ကြည့်ရတော်တော်လေးကိုအယောက်26ယောက်လောက်တောင်ရှိပါတယ်ရှင်နော်အဲ့လိုမျိုးတင်တည်တဲ့လူကတော့ယူတယ်လို့ပဲတည်တာပေါ့နော်ဒါပေမဲ့ဆိုကကြတော့သူတို့ကိုယ်တိုင်လက်တွေ့လဲသူလဲကျမကို TikTok ပေါ်ကနေတွေ့ပြီးတော့じゃတကယ်ယုံယုံကြည်ကြည်နဲ့ဝယ်ပြီးတော့ကြတော့တောက်သုံးတာကိုတကယ်ပျောက်ကင်းလို့မဟုတ်တကယ်မှတ်ထားတယ်ဆိုတာကျမဆိုတာသူတို့နဲ့လည်းတစ်ခါမှလည်းမမြင်ဘူးပါဘူးเนาะကျမတို့ပြောတာလေးကိုလည်းယုံကြည်ပေးတဲ့အတွက်ကျမအယမ်းပဲကျေးဇူးတင်ပါတယ်เนาะပျောက်ကင်းတဲ့အတွက်လည်းကျမအယမ်းကိုဝမ်းသာပါတယ်ဝယ်ယူတောက်သုံးတဲ့သူဆိုတာကမန့်လေးတွေကိုကြည့်ပြီးတော့မှဒါတကယ်လက်တွေ့ပေါ့เนาะသိရမှလည်းဝယ်ယူတောက်သုံးချင်ကြတာပေါ့เนาะကျမတို့ကိုမမြင်ဘူးပဲနဲ့ပေါ့เนาะလိုင်းမော်ကနေဝယ်ရတယ်ဆိုတဲ့ကိစ္စကလည်းဒါယုံကြည်လို့ကယုံကြည်တဲ့လူမှယုံကြည်တာဖြစ်ပါတယ်အလိုဝယ်ယူတောက်သုံးတဲ့ကျေးဇူးရှင်များအားလုံးကိုလည်းအယမ်းပဲကျေးဇူးတင်ပါတယ်လို့ဝေဒနာလေးတက်တာပြောက်ကင်းကြပါစေဆိုတဲ့အကြောင်းလေးကျွန်မဒီလိုမျိုး post တင်တိုင်းလေးကျွန်မဆုတောင်းပေးပါတယ်เนาะအဲ့ဒါကြောင့်မို့လို့မသိတဲ့လူကလည်းတော်တော်များပါတယ်သိတဲ့လူလေးတွေလည်းရှိပါတယ်เนาะဒါပေမဲ့ဘာပဲမှတ်ကျေးဇူးတင်ပါတယ်လို့เนาะအားလုံးကိုဒါကျွန်မကဘဟုတုတအနေနဲ့လည်းကျွန်မတင်ပေးတာဖြစ်ပါတယ်ရှင်ပန်းနာယုံရှင်ကျက်ဝေဒနာယောဂတက်တာပြောက်ကင်းကြပါစေရှင်